တငယ်ချင်းဖြစ်သူရဲ့မင်္ဂလာပွဲအတွက်အမ်မာနဲ့လာနီဆိုတဲ့တငယ်ချင်းနှစ်ယောက်ဟာထိုင်းနိုင်ငံကိုရောက်ရှိနေပါတယ်။လာနီကစစ်ဆက်သားတဲ့လူရှိပြီးအမ်မာကတော့တကိုယ်တည်းဖြူကြီးပါ။လာနီကပျော်ရွှင်နေတဲ့မင်္ဂလာဆောင်လေးကိုကြည့်ပြီးနောက်တစ်ခါနင်းဖြစ်နိုင်တဲ့ဆိုပြီးအမ်မာကိုစားနောက်နေပါတယ်။မင်္ဂလာပွဲမှာကျင်းပတဲ့ပူဖွေးတွေကိုစားဖို့တွားတဲ့အခါအမ်မာအတွက်အခက်အခဲစားဖြစ်ပါတော့တယ်။စားစရာတွေကအသီးတွေရိုးရာစားတွေဖြစ်ပြီးအင်းဆက်ကောင်တွေတောင်ပါသေးတယ်။ဒီလိုနဲ့အမ်မာတယောက်အခက်အခဲဖြစ်နေတော့ထိုင်းမှာနေထိုင်ပြီးထိုင်းရွာနဲ့အကျဉ်းတော်ဝင်ဖြစ်နေတဲ့မန်နယ်ဆွဲလူတယောက်ရောက်လာပါတယ်။မန်နယ်ကအခုစားမဟင်းနေတဲ့မှာငမန်းတောင်ပါတယ်ဆိုပြီးပြောပါတယ်။ရိုးဖို့ခန့်နေတဲ့အမ်မာကလည်းမန်နယ်ကိုအစားတောက်ရေးပေးဖို့အကူအညီတောင်းပါတယ်။မန်နယ်ကအစားတောက်တွေထဲမှာရေဘဝဲကနန်းပစင်းရီခွဲတွေပါကြောင်းပြောပြလိုက်ပါတယ်။မန်နယ်ကသူ့အကျိတ်ဆုံးကတော့ပိုးရင်ဖောက်ချက်ဖြစ်ကြောင်းပြောပြပါတယ်။အမ်မာကအစားကအင်းဆက်တွေကိုစားဖို့ကြောက်ရွံ့နေပေမဲ့မန်နယ်ကအာလူးကျော်လိုဝါလို့ကောင်းကြောင်းပရိုတင်းနဲ့အများကြီးပါကြောင်းပြောလိုက်တဲ့အခါအမ်မာလည်းစားကြည့်လိုက်ပါတယ်။အမ်မာကရုပ်ခန့်လေးရှိတဲ့မန်နယ်နဲ့ရင်းနှီးကျင်တာကြောင့်မန်နယ်ကျွေးတာကိုစားလိုက်ပေမဲ့ဆရာကြီးရောက်လာမှပြန်လုံးကြပြီးအမ်မာခမရပြန်ထွက်တဲ့အထိဖြစ်ခဲ့ပါတယ်။အမ်မာကဆက်မစားတော့ပဲအချို့ပွဲပဲစားဖို့ထွက်တာပါတယ်။အချို့ပွဲစားနေတော့မှလည်းဆရာကြီးမန်နယ်ပြန်ရောက်လာပါတယ်။အဆင်ပြေလားပါညာမေးပြီးသူ့နာမည်ကမန်နယ်ဖြစ်ကြောင်းမိတ်ဆက်ပါတော့တယ်။အမ်မာကလည်းသူ့ကိုယ်သူပြန်မိတ်ဆက်ပြီးနေရင်ဗမာလည်းမိလိုက်တော့ပင်လယ်နဲ့တမှုတရားဆိုပြီးမန်နယ်ကပြန်ဖြေပါတယ်။ဩစတြေးလျတဟီတီဘာလီတို့ကနေအခုမှပြန်လာဖြစ်ကြောင်းပြောပါတယ်။နောက်ဆုံးတော့ငမန်းကားရဲ့ထုံးစံအတိုင်းဇလန်းစပါပြီ။မန်နယ်ကသူ့မှာသဘောပတ်ဝန်းကျင်ထင်းထင်းကြီးလှေခီးစဉ်ရှိကြောင်းပြောပါတယ်။အမကလည်းသူ့အလုပ်ကသူနာပြီးဖြစ်ပြီးညချူတီတွေနဲ့မမေးနိုင်မစည်းနိုင်ဖြစ်ကြောင်းပြောပါတယ်။မန်နယ်ကအမရဲ့မျက်လုံးအယောင်ကိုကြည့်ပြီးဒီကျွန်းရဲ့အဆိုအရမျက်လုံးစိမ့်တာကံကောင်းချင်းရဲ့နမိတ်ဆိုပြီးပြောပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ပူရင်းနှီးသွားပြီးအဲ့ဒီအချိန်မှာအမရဲ့တငယ်ချင်းလာနီရောက်လာပါတယ်။အမ်မာကလာနီကိုမန်နယ်နဲ့မိတ်ဆက်ပေးပါတယ်။ဒရူဒဒရူမီတို့ဟာထိုင်းယူရာအရာပင်လယ်ထဲမှာမြို့မျောဖို့ဆူတောင်းနေကြတော့မန်နယ်ကတော့ထူးဆန်းဆန်းနေလုပ်နေပါတယ်။လာနီကသူကချစ်ဖို့ကောင်းတာပဲဆိုပြီးအမ်မာကိုစနောက်နေပါတယ်။အမ်မာကသူဒီကိုလာတာအချစ်ကိုရှာဖို့မဟုတ်ကြောင်းပြန်ပြောပါတယ်။ဒီလိုနဲ့တငယ်ချင်းနှစ်ယောက်စနောက်နေတော့မန်နယ်ရောက်လာပြီးမနှက်ပြန်ဘာလို့ဖို့ရှိလဲဆိုပြီးမေးပါတယ်။အမ်မာတို့ကအပျော်စီးတမောစီးဖို့ရှိတယ်ပြောတော့မန်နယ်ကမနှက်ပြန်တူငမန်းနေရှိတဲ့နေရာမှာငမန်းသွားကြည့်ဖို့အမားတို့ကိုခေါ်ပါတယ်။အစားအမ်မာကတော့ငမန်းတွေကိုမကြိုက်ဘူးပြောပေမဲ့တငယ်ချင်းဖြစ်သူရဲ့မှတ်ပေးမှုကြောင့်နောက်ဆုံးတော့လိုက်ဖို့လက်ခံလိုက်ပါတယ်။နောက်နေ့မနက်မှာတော့တငယ်ချင်းနှစ်ယောက်ငမန်းကြီးဖို့မန်နယ်ရဲ့လေစီထွက်လာပါတယ်။အမ်မာကမလိုက်ချင်ပေမဲ့တငယ်ချင်းဖြစ်သူရဲ့ဖျောင်းဖျက်ချက်ကြောင့်လိုက်သွားကြပါတယ်။လှေပေါ်မှာမန်နယ်အပြင်သူ့ရဲ့လက်ထောက်ရူအန်ဆိုရဲ့တူပါပါတယ်။ဒီလိုနဲ့လှေစားထွက်ပါပြီ။လာနီကတာယာလှပတဲ့တဘာဝရှူခင်းတွေကိုကြည့်ပြီးတရိษံတွေရဲ့နိဗ္ဗာန်ဘုံပဲဆိုပြီးတင်စားပြီးပြောနေပါတယ်။ပြီးတော့သူကဆေးဆက်သားတဲ့သူစီဖုံးခေါ်ဖို့လိုင်းမီလာမေးပေမဲ့ရူအန်ကပင်လယ်ထဲမှာလမ်းမမိကြောင်ပြောပါတယ်။အမ်မာကငမန်းတွေကအန်ရရှိလားမေးတော့မန်နယ်ကအန်ရရှိတာထက်စသုတတာဆိုပြီးပြောပါတယ်။ပြီးတော့ငမန်းတွေမရှိရင်ငါအသေးလေးတွေများလာပြီးအစာခေယစနစ်ပျက်စီးမှဖြစ်ကြောင်ပြောပါတယ်။ငမန်းတွေကိုကောက်ွယ်တင်ကြောင်ပြောပါတယ်။သူကအရင်ကရင်းနေစီဝပညာရှင်ဖြစ်ခဲ့ကြောင်ပြောပါတယ်။ဒီလိုနဲ့ငမန်းတွေရှိတဲ့နေရာရောက်ပါပြီးလှေကိုကြောက်ချပြီးတော့ငမန်းတွေကိုစားတွေ့နေရပါတယ်။မန်နယ်ကငမန်းတွေကတူတယ်လို့ရှိပေမဲ့သူတို့ရဲ့အမိမှာလူတွေရဲ့လက်ပွေရလို့တိကျအမှတ်တွေပါကြောင်းရှင်းပြပါတယ်။ငမန်းတွေကိုအစာကျွေးဖို့ငါးဝေတွေးတွေပါတဲ့အစာတွေကိုပင်နယ်ထဲပစ်ချလိုက်ပါတယ်။တွေးညီနှမ်းကြောင့်ငမန်းတွေအများကြီးရောက်လာပါတယ်။လာနီကတော့ငမန်းတွေကိုကြည့်ပြီးပျော်ရွှင်နေပါတယ်။မန်နယ်ကတော့ငမန်းတွေကခမန်းရခတ်လို့သတိထားဖို့အတိပေးပါတယ်။တကယ်တော့ငမန်းတွေလူကိုတိုက်ခိုက်တာကရည်ရွယ်ချက်မပါပဲအစာလို့အထင်မှားလိုက်ဖြစ်ကြောင်းနဲ့အဲ့ဒါကြောင့်အစာလို့အမီးဝင်တင်ကြောင်းပြောပါတယ်။အမ်မာကမန်နယ်နဲ့တူတူငမန်းတွေကန်ရင်နောက်ဆုံးမှာတော့အစာကြီးတွေကိုစကျွေးဖို့ပြင်ဆင်ပါတယ်။အစာကြီးတွေကိုချကျွေးနေတော့မှပဲငမန်းနဲ့ကြောက်ချတာတဲ့ချင်းကျိုးကြီးနေပါတယ်။မန်နယ်ကရူဟန်ကိုကျိုးကိုဖျက်ချဖို့ပြောပေမဲ့ရူဟန်ကတော့ငမန်းကိုတတဝါဆိုးကြီးလို့ပြောဆိုပြီးရိုက်နေပါတယ်။နောက်ဆုံးမှာတော့မန်နယ်ကခွားနဲ့ကျိုးကိုဖျက်ချလိုက်ပါတယ်။မန်နယ်ကရူဟန်ကိုနောက်တစ်ခါအဲ့လိုထပ်လုပ်ရင်ငါ့လေဘော်ကဆင်းတော့ဆိုပြီးပြောပါတယ်။မန်နယ်ကခုနကညှိသွားတဲ့ငမန်းဟာရှီနာဆိုတဲ့မဲကြီးငမန်းဖြစ်ပြီး12ပေရှိတယ်ဆိုပြီးပြောပါတယ်။ပြီးတော့သူ့ဖိုက်ထဲမှာတားပေါက်လေးတွေရှိရဲ့အတွက်ဆိတ်ဆက်နေတာပါဆိုပြီးပြောပြပါတယ်။လှေရဲ့မော်တာကကျိုးနဲ့ညှိမိခဲ့တာကြောင့်ပြတ်သွားပါတယ်။ပြီးတော့လှေရဲ့ဘိုက်ကလည်းငမန်းနဲ့ရိုက်မိထားတာကြောင့်ပေါက်နေပြီးရေတစိမ့်စိမ့်ဝင်နေပါတယ်။မန်နယ်ကသူတို့တငယ်ချင်းနှစ်ယောက်ကိုလူရမယ်ရအတက်ကအင်ကြီးတွေပေးနေပါတယ်။လှေပတ်လည်မှာလည်းငမန်းတွေဝိုင်းနေပါတယ်။သူတို့ဟာလှေထဲကရေတွေကိုအပြင်ကိုခတ်ထုတ်နေပါတယ်။မန်နယ်ကဂျိုဒုဖုံနဲ့ကမ်းခြေကိုဆက်တွေ့ပေမဲ့
လိုင်းမမီပဲဖြစ်နေပါတယ်။လာနီကတော့စိုးရင်စိတ်များပြီးမန်နဲ့ကိုလေကမှောက်တော့မှဆိုပြီးအဆက်မပြတ်ပြောနေပါတယ်။မန်နဲ့ကအနီးနားကကျွန်းရဲ့ဟိုဘက်မှာရောက်တရားရှိတယ်ဆိုပြီးသူရေကူးသွားဖို့ပြောပါတယ်။လာနီကပင်နေတဲ့မှာငမန်းနေအများကြီးရှိတာဘလူသွားမလဲမေးတော့မန်နဲ့ကငမန်းတွေကလူကိုတိုက်ခိုက်တာကအစားလို့အထင်မှားတာဖြစ်ကြောင်းနဲ့အဲ့လိုအထင်မမှားအောင်အခုအလင်းရောင်ရှိနေတော့သွားမရမယ်ဆိုပြီးပြောပါတယ်။ရေရီစတိုက်ခတ်ထုတ်ဖို့ပြောပြီးသူတို့ချောင်းအောင်ယူပြီးရေထဲကိုခုန်ဆင်းသွားပါတယ်။လာနီတို့ကမန်နဲ့ကိုကြည့်ပြီးသူ့လုံးနိုင်မှာပါဆိုပြီးပြောနေပါတယ်။ရူဟန်ကတော့မန်နဲ့လုံးနိုင်မှာကိုမယုံပဲငမန်းတွေအများကြီးဆိုပြီးပြောပါတယ်။မန်နဲ့နာမှာငမန်းတစ်ကောင်ရှိနေပြီမဲ့နောက်ဆုံးမှာတော့ကမ်းကြီးကိုအောင်မြင်စွာရောက်သွားပါတယ်။မန်နဲ့ကတောတွေကိုဖြတ်တောင်တွေကိုကျော်ပြီးအမြန်ဆုံးပြေးနေပါတယ်။လာနီကမန်နဲ့တော်လုံနိုင်ရင်ငါတို့လည်းလုံနိုင်မှာပဲဆိုပြီးပြောပေမဲ့ရူဟန်ကမန်နဲ့ကကန်ကောင်းလို့ဖြစ်ကြောင်ပြောပါတယ်။ရေတွေမများလာပါတယ်။ရူဟန်ကရေခက်တာကိုရက်ပြီးလာဆန်းတတဝါဆိုကြီးဆိုပြီးစိန်ခေါ်နေပါတယ်။အရင်ကဩစတြေးလျလူမျိုး2ယောက်ငမန်းကြီးရဲ့လောင်ရင်တွေကနေငမန်းကိုကြည့်ရင်ငမန်းကတူနာငါ့ကိုခုံဟတ်တော့လောင်ရင်ထဲရောက်သွားပြီးတယောက်ကိုခေါင်းပြောက်အောင်ကိုက်လိုက်ကြောင်းနောက်တယောက်ကိုတော့သူကရေထဲဆင်းပြီးအသေးတန်ကဲခဲ့ရကြောင်းသူ့ကိုယ်လုံးမှာရှိတဲ့ဒဏ်ရာတွေကိုလှန်ပြီးပြပါတယ်။အမ်မာကငမန်းတွေကသူတို့နေမီထဲမှာဆိုရင်တတဝါဆိုးတွေဖြစ်ကြောင်းပြောပါတယ်။ငမန်းတွေကနှလုံးခုန်တန်းကိုခံစားရတယ်ဆိုပြီးရူဟန်ကပြောပါတယ်။နောက်ဆုံးမှာတော့မန်တွေကတောင်ကိုကြော်ပြီးတစ်ဖက်ကန်းကအိမ်အနေကန်ကိုတွေ့လိုက်ပါတယ်။သူကအတက်ကုန်းအော်ခေါ်ပါတယ်။ဒါမဲ့လူရှိတဲ့အိမ်အောင်တော့မတွေ့ရပါဘူး။အနီးနားမှာကရက်လေတစည်းကိုတွေ့လိုက်ပါတယ်။ချိန်နောက်ပိုင်းကလုံးဝမြုပ်သွားပြီးရူဟန်ကလာနီတို့ကိုရေကိုခတ်ထုတ်ဖို့ပြောပေမဲ့လာနီကတော့လက်ချော့ပြီးတေဖို့ငယ်တည်းရဲ့ဆိုပြီးညီးတွားနေပါတယ်။အဲ့ဒီနောက်မှာအမ်မာကမန်နဲ့ပလာနေတာကိုတွေ့သွားပါတယ်။မန်နဲ့ရောက်လာတော့အမ်မာနဲ့လာနီတို့ကိုလှေပေးပြီးကျွန်းပေါ်မှာရှိတဲ့ရွာကိုအကူအညီသွားတော့မှုပြောပြီးသူကတော့လှေပေါ်မှာပဲနေခဲ့မယ်ဆိုပြီးပြောပါတယ်။အဲ့ဒီအချိန်မှာပဲရူဟန်ကသူကမြန်မြန်သွားနိုင်တယ်ဆိုပြီးသူသွားမယ်ဆိုပြီးပြောပါတော့တယ်။မန်နယ်ကရူဟန်ကိုတမောသားဆိုတာကိုယ့်အလုပ်ကိုလုပ်ရမှာဖြစ်ပြီးသူတို့ကိုဦးစားပေးခဲ့တဲ့ကြောင့်နားချပါတယ်။သူတို့စကားပြောနေတော့မှလှော်တက်ကရေထဲမျောသွားပါတယ်။မန်နယ်ကလှော်တက်ကိုသွားယူပြီးအပြန်မှာငမန်းတကောင်ကမန်နယ်ကိုဟတ်လိုက်ပါတယ်။ရေအမြန်ကူးသွားပြီးလှေပေါ်အမြန်တက်ပါတယ်။မန်နယ်ကတွေးတွေများနေပြီးအမြန်လေပေါ်တက်ပြီးပြေးဖို့လာနီတို့ကိုပြောပါတယ်။မန်နယ်တန်ရန်ရနေတော့ရူဟန်ကလှေကိုယူပြီးပြေးဖို့လုပ်ပါတယ်။မန်နယ်ကရူဟန်ကိုချုပ်ထားပြီးလာနီတို့ကိုအမြန်ပြေးခိုင်းပါတယ်။လှေကအဝေးကိုရောက်သွားပေမဲ့လှေရဲ့ဂျိုးကကြံခဲ့ပြီးရူဟန်ကလှေကိုပြန်ဆွဲပါတယ်။မန်နယ်ကတားပေမဲ့ဒဏ်ရာကိုဖိပြီးတိုက်ခိုက်ပါတယ်။နောက်ဆုံးရူဟန်ကလှေကိုရသွားပြီးလာနီကိုအတင်းပါလာတဲ့ဓာတ်နဲ့တိုက်ခိုက်ပါတယ်။လာနီမာကလှော်တက်ပါသွားပြီးရူဟန်ကတော့လှေပဲရှိပါတယ်။လာနီကရူဟန်ဓာတ်တိုင်အကြောင်းရေထဲမှာရုန်းကန်နေရတော့အမားကလှေပေါ်ဆွဲခေါ်သွားပါတယ်။ရူဟန်ကတော့လှေကိုလက်နဲ့ပဲလှော်သွားရပါတယ်။လာနီရထိုင်ရကြောင်းအသေးအတန်ဖြစ်နေပါတယ်။ပြီးတော့ခုလိုဖြစ်တာကတော့သူ့အဖြစ်တွေပါဆိုပြီးပြောနေပါတယ်။အမားကတော့သူ့ကိုနှစ်သိပ်ပေးပြီးတောက်ခံထားဖို့အားပေးပါတယ်။ဖုံးလိုက်မိသွားပေမဲ့အတန်ကတော့ထင်နေပါတယ်။လာနီကတော့ခုချိန်ကော်သေးလေးတောက်ရရင်ကောင်းမှာပဲဆိုပြီးပြောနေပါတယ်။အမားကတောက်ရတော့မှာပါခါတော့တောက်ခံပါဖုံးလိုက်မိနေပြီးလာခဲ့တော့မှာဆိုပြီးပြောနေပါတယ်။လာနီကခဏနာကျင်တာပါဆိုပြီးနောက်ဆုံးမျက်လုံးပိတ်ပြီးအသက်ပါသွားပါတယ်။မန်နယ်ကအမ်မာကိုငါတို့လွတ်မှာပါဒါမဲ့လာနီကိုမမန်းစာအနေနဲ့တောင်းရမယ်ဆိုပြီးပြောပါတယ်အမ်မာကတငယ်ချင်းတယောက်ကိုခုလိုမလုပ်နိုင်ကြောင်းပြောပါတယ်မန်နယ်ကလာနီဆိုလဲခုလိုပဲလုပ်မှာပြီးတော့ငါလဲတွေးရည်နဲ့သူလဲတွေးရည်နဲ့ဆိုပြီးပြောပါတယ်နောက်ဆုံးအမ်မာလဲတငယ်ချင်းကိုမမန်းစာပြည့်လက်ရပါတယ်ငမန်းတွေစားနေတော့မန်နယ်ကရေဘုံးတွေကိုပိုက်ခွန်ထဲထည့်ထားတာနဲ့ရေထဲဆင်းသွားပြီးအမ်မာကိုခေါ်ပါတယ်အမ်မာကတငယ်ချင်းစားနေတာကိုကြည့်ပြီးစိတ်သက်ချပြီးမြုပ်သွားတဲ့လေနဲ့ပါသွားပါတယ်မန်နယ်ကဒဏ်ရာတွေနဲ့ပဲအမန်းတွေလာနီကိုမဲနေတော့ရေအောက်ကိုအမြန်ငုံသွားပြီးအမ်မာကိုကယ်ခဲ့ပါတယ်အမ်မာနဲ့မန်နယ်တို့ကရေဘိုးတွေကိုဖတ်တယ်ပြီးငမန်းတွေနဲ့ဝေးရကိုအမြန်ဆုံးကူးသွားပါတယ်တဖြည်းဖြည်းမှောင်လာပါပြီးအကူကြီးတောင်းရင်ပဲနှစ်ယောက်သားအိပ်ပျော်သွားပြီးနောက်နေ့မနက်မှာတော့မန်တဲ့ရဲ့ဒဏ်ရာကြောင့်ငမန်းတွေအနားပြန်ရောက်လာပါတယ်မန်နယ်ကသူချစ်တဲ့အမ်မာကိုကယ်ဖို့အတွက်တွေးထက်နေတဲ့တုတ်ကိုတူငမန်းသာလုပ်ဖို့ဆုံးဖြတ်ပါတယ်အမ်မာကတားပေမဲ့မန်နယ်ကအမ်မာကိုမျက်လုံးစိမ့်တာကန်ကောင်းတယ်ဆိုပြီးပြောပြီးရေဘူးတွေကိုလှုပ်ကငမန်းစားတာခံခဲ့ပါတယ်အမ်မာလည်းသူ့တငယ်ချင်းရောသူချစ်တဲ့သူရောငမန်းစားတာကိုစတိုက်ကြည့်နေခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့အဝေးမှာတမောသစိဖြတ်သွားတာကိုသူမြင်လိုက်ရပါတယ်အမ်မာကရေထဲမြုပ်နေတဲ့စကားပြောစက်ကိုဆဲပြီးကမ်းကြီးကိုအနားမှာတမောတစည်းဖြတ်သွားတာတွေ့တယ်လာကဲခိုင်းဖို့ပြောပါတယ်ဖုံးလိုက်မိပေမဲ့ကမ်းကြီးကထိုင်းလို့ပြောနေတာကြောင့်နားမလည်ဖြစ်နေပါတယ်နောက်ဆုံးမှာအမ်မာလည်းတမောပေါ်ရောက်သွားပါတယ်တမောပေါ်မှာကိုလက်တက်စင်ပြီးတမောကုန်းဘက်မှာအမ်မာထိုင်ပြီးမေးနေပါတယ်အဲ့ဒီအချိန်မှာအဲ့ဒီတမောပေါ်မှာပဲရူဟန်လည်းရောက်နေပါတယ်ရူဟန်ကခောက်ဆဲမှုကိုကင်ပြီးဆက်လက်တောက်ကကုန်းဘပေါ်ထွက်လာပါတယ်အဲ့ဒီအချိန်မှာပဲအမ်မာကိုတွေ့သွားပြီးအမ်မာတို့ကိုအတိထားခဲ့တာလူတီတော်မှဆိုရဲ့အတွက်နောက်ထပ်ယူမိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်အမ်မာနောက်ကနေ
နှာခေါင်းကိုပိတ်ပြီးနင်တို့ကိုမနာကျင်စေခြင်းခဲ့ဘူးဆိုပြီးအတေသက်ပါတယ်ရူရန်6နောက်ကကျိုးနေညီပြီးဟန်ချက်ပြတ်သွားပေမဲ့အမမျက်နှာကိုတစ်ချက်ထိုးလိုက်ပါတယ်အမလဲကျသွားပေမဲ့အနီးနားမှာတန်ငွေတစ်ခုကိုတွေ့လိုက်ပါတယ်အမကတန်ငွေကိုယူပြီးရူရန်6နောက်ကိုအမြန်ရိုက်ချလိုက်ပါတယ်ရူရန်လည်းထိုင်ကျသွားပြီးဒါရီကနင်တို့လုပ်တာဆိုပြီးသူ့ကိုယ်သူကောက်ွယ်ပါတယ်အမကအနားမှာရှိတဲ့ခွားနဲ့ထက်ရိုက်ပြီးလာနီအတွက်ဆိုပြီးရေထဲကန်ချခဲ့ပါတယ်ရူရန်လည်းကမန်းစာဖြစ်သွားခဲ့ပြီးဇလန်းလေးလည်းပြီးဆုံးသွားပါတယ်နောက်ထပ်စကားကောင်းတွေကြည့်ဖို့ channel ကို like and subscribe လုပ်ပြီးအားပေးဖို့ပြသရက်ခံပါတယ်ဗျ